သူကအစေခံရဲ့ခေါင်းကိုရေးလိုက်တယ်ပြီးတော့အဲ့ဒီဥယျာဉ်ပြားပေါ်မှာစာသားတစ်ခုကိုတိုက်ရိုက်တတူးထိုးခဲ့တယ်အဲ့ဒီနောက်မှာတော့စာသားကိုအယောင်ပေါ်လွင်စေဖို့ဒဏ်ရာရီတဲကိုထူးခြားတဲ့ဈေးတစ်မျိုးနဲ့ပုလင်းပေးခဲ့ပါတယ်ပြီးတော့သူဟာအစေခံရဲ့သပင်းတွေကုန်ပြန်ပေါက်လာပြီးတတူးကိုဖုံးကွယ်သွားတဲ့အထိစောင့်ဆိုင်ခဲ့ပါတယ်သပင်းတွေပြန်ပေါက်လာတဲ့အခါမှာတော့အဲ့ဒီအစေခံကိုသူ့ရဲ့မဟာမိတ်တွေစီဆေလွတ်လိုက်ပါတယ်မဟာမိတ်တွေကအစေခံရဲ့ခေါင်းကိုတစ်ခါပြန်အိတ်လိုက်တဲ့အခါဥယျာဉ်ပေါ်ရေးထားတဲ့စာကမစုံတော့လား